Attack on FV page ကနေကျွန်တော်ညီကိုဒီဘာဘူးပြည်တဲ့ညီကိုအားလုံးပြန်လည်ပြီးတော့ကြိုးစားလိုက်ပါတယ်ကျွန်တော်ဒီနေ့အလုံးနည်းနည်းဖြစ်နေတယ်သတင်းတင်ဖို့နည်းနည်းနောက်ကျပါဘူးเนาะဗီဒီယိုလုပ်ဖို့အဲဒါကြောင့်ကျွန်တော်အဲ့တော့နောက်ကျဖို့အတွက်လည်းတောင်းပန်ပါတယ်ကျွန်တော်ဒီနေ့ဒီဘာဘူးနဲ့ပတ်သက်တဲ့သတင်းလေးပေါ့เนาะအခု transfer news လေးကျွန်တော်ပြောပြပါပြီပေါ့เนาะဟုတ်ကဲ့ကျွန်တော်ဒီပထမဆုံးသတင်းကတော့ကျွန်တော်ကားတက်ကြောင်သတင်းပေါ့เนาะအင်တာမီလန်နဲ့ထွက်တဲ့သတင်းပေါ့reporter ကတော့ကျွန်တော်ဒီ Pfizer ကောကနေreport လုပ်တာပေါ့နော်။ဘာလဲဆိုတော့ဒီအင်တာမီလန်ကကျွန်တော်တို့ဒီအခုကားတိတ်ကြောင်းနဲ့ပတ်သက်ပြီးတော့အခုတတိယကြိမ်ကျွန်တော်ထပ်ပြီးတော့ကမ်းလှမ်းမှုသူပြုလုပ်တယ်လို့ပြောတယ်။ပြုလုပ်တယ်ပေါ့နော်။ကျွန်တော်ပထမတစ်ခေါက်တော့ကျွန်တော်25သန်းဒုတိယတစ်ကြိမ်ကမ်းလှမ်းမှုကျကျွန်တော်32သန်းပေါ့နော်။အဲဒီနှစ်ကြိမ်တော့ကျွန်တော်ကပဲချတာ။ဘာလို့လဲဆိုတော့ဒီကားတိတ်ကြောင်းကလည်းအခုလောတဲ့လီဗာပူးဒီသူတို့တောင်းရှိတဲ့လူတွေအနေနဲ့သူတို့ကကားတိတ်ကြောင်းဒီထက်ပို့ပြီးတော့ဗျာဈေးပိုရနိုင်တယ်ထင်တော့အသက်ကလည်းငယ်သေးတယ်ဗျာပြီးတော့စာချုပ်ကတော့တစ်နှစ်ပဲကျန်တော့ပါတော့စာချုပ်ကအခုကျွန်တော်ဒီလာမယ့်ရက်ဒီကစားကွာတော့ free agent ဖြစ်တော့မှာ free agent ဖြစ်တော့မှာတော့ဟိုဒီသူကတရရချင်းထပ်ပြီးတော့ကျွန်တော်ဒီကားတိတ်ကြောင်းဟိုသူကတန်းက35တန်းနဲ့သူတို့ထပ်ပြီးတော့ကန်လန်းတယ်လို့ပြောတယ်အဲ့လိုပြောတာပေါ့နော်ဒါပေမဲ့လီဗာပူးဘက်ကနေကားတိတ်ကြောင်းသူကတန်ဖို့ဟိုလိုပြောသူ့ရဲ့ transfer market ပေါ့နော်သူ့ရဲ့ transfer market ဥစ္စာကိုသူကအနည်းဆုံး40ကျွန်တော်ဘယ်လိုပြောပေါင်40နဲ့50နေပါပေါ့နော်အဲ့လောက်ရမှာပဲသူတို့ကတော့စဉ်းစားပါပဲ35တန်းလောက်နဲ့တော့သူတို့စိတ်ဝင်စားပါတော့လို့ပုံတာပေါ့အဲ့တော့အခုလောတယ်အခုအင်တာမီလန်အဲ့ရနဲ့ပတ်သက်ပြီးတော့သူတို့လက်တော့မလျှော့သေးဘူးပေါ့ထပ်ပြီးတော့ offer ထပ်လုပ်ဖို့သူတို့ထပ်ပြီးကန်လန့်ပေါ့နော်ဒါကြောင့်နောက်တဲ့ပတ်စံဘယ်လောက်နဲ့သူတို့ထပ်ကန်လန့်မလဲပေါ့အဲ့တော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရအောင်ပေါ့နော်ဘာလို့လဲဆိုတော့ okay တန်း50လောက်ရမယ်ဆိုရင်တော့ကားတင်ကြောင်းလည်းဟိုထွက်သွားနိုင်တယ်ပေါ့နော်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်ဒီအခုဒီအီတလီရဲ့ကျွန်တော်ဒီ Toto Sport ပေါ့နော် Toto Sport ဒီသတင်းစာဌာနကနေသူတို့SO ကနေတင်တာပေါ့နော်အဲ့သတင်းကပါလဲဆိုတော့ကျွန်တော်ဒီမှာဦးသိန်းအားကျွန်တော်ဟိုလက်ရှိ AC Milan နောက်ခံလို့ပေါ့နော် AC Milan နောက်ခံလို့ Tomori ပေါ့အင်္ဂလန်သားညတော့ Chelsea မှာကျွန်တော်ကစားခဲ့ player ပေါ့နော်အဲ့ကစားသမားဟိုပထမဆုံးသူဟိုဘယ်လိုပြောမလဲကျွန်တော်စုံစမ်းဆက်သွယ်မှုပြုလုပ်တာလို့အဲ့လိုတော့အီတလီသတင်းဌာနအနေနဲ့ပေါ်ပြတာပေါ့နော်ဘာလို့လဲဆိုတော့အခုတော့ကျွန်တော်တို့ဒီဂျိုကိုမတ်ကလည်းနာဝိုင်းပဲနာဝိုင်းဆိုတော့ဒီပြတဲ့အန်နိုနီအာယိုလာအခုသူဒီကျွန်တော်ဆန္ဒဘက်နောက်တစ်ယောက်တော့ပဲရှားပါပေါ့နော်ဆန္ဒဘက်ကိုအခုရှာနေတော့အခုဒီအခု AC Milan ကျွန်တော်တိုမိုရီပေါ့နော်တိုမိုရီကိုလောတဲ့အဲ့လိုစပြီးတော့သူမေးမဲ့ဆောင်စမ်းတာပေါ့နော်ဟိုကျွန်တော်ဒီ official ကမ်းလှမ်းမှုတွေတော့မရှိသေးဘူးအမှဝယ်မယ်တွေပါတော့မဖြစ်သေးဘူးပေါ့နော်တရင်မထွက်သေးဘူးပေါ့လောတဲ့တော့အဲ့လိုဘယ်လိုပြောမလဲဟိုဆောင်စမ်းစစ်ဆေးရပေါ့ပထမဆုံးပထမဆုံးသူတို့လှမ်းမိကြပါတော့အဲ့လိုမျိုးအခုစာနာဘက်ကကျွန်တော်လိုနေတယ်လိုနေတော့အဲ့လိုမျိုးလိုနေလို့ပြောတယ်ဒါပေမဲ့ဟိုဘက်ကပြောင်းရွှေ့ရေးစာချုပ်တွေနေတော့ဒီ officially ပြတော့မလုပ်ရသေးဘူးပေါ့နော်နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်ဒီဘယ်လိုပြောမလဲမနေ့ကလို့ပဲပြောမှာဒီနေ့ပဲပြောမှာဒီ David ဟိုပါဘောနော်ဟို Cop ကနေကျွန်တော်တင်ထားတဲ့ဟာပေါ့နော်ဒီ Bradley ပါကိုလာပေါ့တွားစံတိုင်းဟိုကျွန်တော်ဇံမျိုးကြီးဖြစ်နေတဲ့ Bradley ပါကိုလာကိုလေဘာဦးကအစဟိုတနေ့ကတော့ကျွန်တော်ပြောထားတယ်မှာတော့ဒီသူ့ကိုဟောရှယ်ဘစ်လုပ်ဖို့ပြင်ဆင်နေပြီဆိုပြီးတော့ပြောတာပေါ့နော်ပြင်ဆင်နေပြီဒါပေမဲ့အခုလက်ရှိသတင်းရဆိုတော့ဒီ PSG ကိုဒီပါကိုလာကိုကျွန်တော်ဝယ်ယူဖို့အတွက်ဒီပထမဆုံးတရားဝင်ပေါ့နော်တရားဝင်ကမ်းလှမ်းမှု official page ပြုလုပ်လိုက်ပြီပေါ့နော်အဲ့တော့ official page ကသူတို့ဘယ်နှသန်းနဲ့လဲဆိုတော့ကျွန်တော်ဒီ euro ပေါ့နော် euro 100ပေါ့ euro 100 million ပေါ့ပြီးရင် add-on ပေါ့နော် add-on နဲ့ဒီပြောင်းရွှေ့သူတို့ပြီးသက်နိုင်မှုမျှော်လင့်တာပေါ့ euro 100ဆိုတော့ကျွန်တော်ပေါင်လဲဆိုတော့တန်း80လောက်ပဲရှိမယ်တန်း80လောက်ရှိမယ်ဆိုတော့ဒီပါကိုလာကိုခေါ်ရတဲ့ဈေးကလည်း190ပဲယူရို190ပေါင်ဆိုရင်140တန်း150လောက်ရှိအောင်နော်အဲ့လောက်ကိုတော့ပေးချင်မှာမဟုတ်ပေးမပေးဘူးဗျာဒီမှာကမပေးလို့လေအခုတောက်လျှောက်ညှိတာပေါ့နော်ဟိုပြောင်းရွှေ့ရဘယ်လိုပြောအရန်ကြာနေအခုထိလည်းကြာနေပဲကျွန်တော်တော့ဘာကိုလာတော့ဟိုရောက်မယ်လို့တော့ထင်တယ်ဒါပေမဲ့အရန်တော့နည်းနည်းတော့ကြာအောင်ပါဘာဖြစ်လို့ဆိုတော့အခုမှသူတို့ကစပြီးတော့ပေးလောက်တယ်ဆိုတော့လေအဲ့တော့ကျွန်တော်အဲ့ဒါကိုတော့သူတို့လီဗာပူးနဲ့ PSG နဲ့နှစ်ဖက်သူတို့ဆွေးနွေးပြီးတော့ဘယ်လိုလာအောင်လဲတော့မသိဘူးเนาะအဲ့ဒါကိုတော့ကျွန်တော်တစ်ချက် Heavy ကိုမှုကိုတော့တစ်ချက်စောင့်ကြည့်ရပါဦးနောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့ဒီဟာဘေးလေးကို
Harvey Elliott ရဲ့ဒီ Jane B race ပေါ့နော်ကျွန်တော်ဒီ Athletic road ကသူတင်ထားတဲ့ဟာပေါ့နော်ဒီ Harvey Elliott ရဲ့သူမနေ့က Aston Villa မှာဘယ်လိုသူရဲ့ဘယ်လိုပြော emotion ပေါ့ဗျာစိတ်ခံစားမှုတွေဘယ်လိုဖြစ်ခဲ့လဲဆိုတာပေါ့အဲ့ဒါတွေကိုသူပြောပြတာပေါ့နော်ဘာပြောလဲဆိုတော့သူကတော့လီဗာပူးကိုအကြောင်းဟိုကလေးရွယ်တယ်ဗျာဓာတ်ပုံတွေလည်းရှိတယ်လေဓာတ်ပုံတွေလည်းသူငယ်တွေကလီဗာပူးဝင်းကြီးဝက်ပြီးတော့အားပေးတာဗျာဟိုငယ်ပေါက်ထားတယ်တော့သူကတော့ငယ်တွေကသူအားပေးလာဗျာအဲ့တော့သူဟိုဘယ်လိုပြောရမလဲသူရဲ့ငယ်ဘဝကလေးဘဝပေါ့နော်ကလေးဘဝဒီအသင်းမှာလီဗာပူးအသင်းမှာဆော့အောင်ကလေးဘဝအိမ်မက်ပေါ့ဗျာအဲ့တော့ဟိုအဲ့လိုဖြစ်ခဲ့တယ်ဒါမဲ့လည်းဟိုသူပြီးခဲ့တဲ့နေ့မှာကျွန်တော်ဒီ Aston Villa ကိုဘယ်လိုပြော Aston Villa ကိုသူကျွန်တော်ဒီအငားအနေနဲ့ပေါ့နော်အငားအနေနဲ့တွားဖို့သူဆုံးဖြတ်ခဲ့တယ်တွားခဲ့ပေါ့နော်တွားပြီးတော့ဒါမဲ့အဲ့လိုမျိုးသူတွားတော့ comfort zone လို့ပြောပါဗျာဟုတ်တော့လည်းဟုတ်ပါဒီမှာတော့နည်းနည်းသူတွားရဘာမှနေရလည်းမရအောင်ဆိုလေ comfort zone ကနေသူထွက်ကျင်တယ်ဆိုပြီးတော့ကျွန်တော်ဒီဘာကူကနေအငားထွက်ဆော့လိုက်တယ်ပေါ့နော်အဲ့ဆုံးကြဒါမဲ့လည်းတည့်ရတိုင်းပဲအခုဟိုမနေ့ကသူလည်းဝိတ်တောင်ပြတက်လာတယ်ဟာပဲအဲ့လေကသူဘာမှတစ်နှစ်လုံးဘောလုံးမကန်ရတာဟိုဘယ်လို training တော့ဆင်းရတယ်ဒါပေမဲ့သူမကစားဘူးပေါ့ဗျကစားတော့သူလည်းအဲ့ဒါကိုတော့နည်းနည်းတင်းတယ်ဆိုတော့ဟိုကစားသမားတယောက်အနေနဲ့စိတ်ခံစားတယ်ပေါ့ဆိုတော့ training နဲ့ဆင်းနေပြီးတော့ဘောလုံးလည်းမကန်အောင်ဗျအဲ့လိုပေါ်ဖြစ်နေတော့အဲ့တော့သူဒီ Aston Villa မှာနေတဲ့ချိန်သူစိတ်ပိုင်းဆိုင်ရာနည်းနည်းမှန်းတယ်ဘိုင်းနေသူထိခိုက်တယ်ပေါ့နည်းနည်းမှန်းတယ် depression ဝင်တာပေါ့ဗျအဲ့လိုပဲပြောပါဒီဘက်ရှင်သူဝင်ခဲ့အောင်လေအဲ့တော့ဘာဖြစ်သွားတော့ Aston Villa နဲ့သူကတော့ကျေးဇူးတင်တယ်ပေါ့ဘာဖြစ်သူမနေ့ကကျွန်တော်ဒီ Yoga လေး Aston Villa ရတာဟုတ်ရတာသူပြတ်တာကစားသမားတွေလည်းဒါဟောပေါ့အမှတ်တရဖြစ်တာပေါ့လေတရားအမှတ်တရဖြစ်တယ်ဆိုတော့ဟိုလက်ရှိတော့တဲ့ကျွန်တော်ဒီ Antonia လိုလက်ထပ်မှာတော့ဒါလူတော့ကတော့ဒါဘယ်လိုပြောမလဲဒုတိယအချိန်ခွင့်ရပေါ့ဗျအဲ့တော့သူဒီအထဲမှာဆက်ပြီးတော့သူကြိုးစားရမယ်တက်ပြီးကြိုးစားမယ်သူလောက်ပြနိုင်တာဟိုဘယ်လိုပြောသူအခုဒီလက်ရှိ training တွေကျွန်တော်ဒီအခုပွဲကြိုကန်နေတဲ့ pre-season ပေါ့နော် pre-season မှာကန်နေတဲ့ဟာပေါ့သူကော100%မပြနိုင်ဘူးဆိုတော့သူတည်တယ်ဗျတည်တော့သူဒီပါဘူးထပ်ပြီးတော့သူရဲ့ကောင်းတဲ့ဘယ်လိုပြောသူခြေတန်းကောင်းတဲ့သူထပ်ပြီးတော့ပြသခြင်းပေါ့ပြသခြင်းတယ်လို့သူပြောတာပေါ့နော်ဒါပေမဲ့အဲ့လိုတော့သူပြသပါမယ်ဒါပေမဲ့အကယ်၍အဆင်မပြေခဲ့ဘူးဆိုလဲအဆင်မပြေခဲ့လို့ဆိုလဲသူတခြားတန်နေအောင်နော်တထင်းအောင်တော့သူပြောင်းသွားမယ်ပေါ့အဲ့လိုတော့ပြောတာပေါ့နော်အဲ့တော့ဟိုကလည်းကာဗေးအေလီယောလည်းတိတ်တော့ဘယ်လိုပြောသူ့အနာဂတ်ကလည်းတိတ်တော့မသေးကြဘူးဗျဘာလို့လဲဆိုတော့ဒီဂိမ်းကြီးပြမကြိုက်ဘူးဆိုတော့သူလည်းလှုပ်သွားနိုင်တယ်ဗျဘာလို့ဆိုတော့တခြားအသင်းတွေကာဗေးအေလီယောဒီဘွန်နယ်လီဂါတို့ဘွန်နယ်လီဂါအသင်းတွေပါရလဲခေါ်ဖို့နည်းနည်းစိတ်ဝင်စားတယ်ဗျအဲ့တော့သူလည်းအချိန်မျိုးဟိုသူ့အနာဂတ်ကလည်းမသေးကြတော့အချိန်မျိုးထောက်သွားနိုင်တယ်ပေါ့နော်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်ဒီDavid Lance ကနေဖော်ပြတာပေါ့နော်David Lance ကနေဖော်ပြတာဗာလဲဆိုတော့ကျွန်တော်ဒီမာကာ Michael Lisa ပေါ့နော် Michael Lisa အာဂျင်တီးနား Michael Lisa ဟိုဒီဘာဘူးတင်ကဘယ်လိုပြောရမလဲအခုဒီပြောင်းချိန်မှာဒီအသင်းကသူ့ရဲ့အခုတန်ကြီးနဲ့ဟိုခွေးသေးမဟုတ်ပါဗျာဘယ်လိုပြောရမလဲသူ့ရဲ့တန်ကြီးပေါ့နော်သူ့တန်ကြီးနဲ့တန်ကြီးရတဲ့အပြောင်းရွှေ့လိုမျိုးဆိုရင်တော့မကလစားရောင်းပြီးတော့ရောင်းထုတ်သွားနိုင်တယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့အဲ့တည်းကလည်းအမှန်တမ်းပြောရင်လွန်ခဲ့တဲ့အဲ့လာရည်လေအဖာပီစီကိုတစ်ခါပြောဘူးလေ။ဟာကျွန်တော်အရင်ကလည်းတစ်ခါတင်ဘူးလေ။အဲ့ဖာပီစီကလည်းအဲ့လိုပုံစံပဲနော်။ဟိုဒီ project တွေမှာတော့ဒီ market လက်စားရှိတယ်ဒါပေမဲ့ဒီ club to club club အနေနဲ့လည်းဒီသူ့ရဲ့တန်တဲ့ဟိုသူ့ရဲ့ဒီတောင်းထွေကြီးတန်တဲ့ကြီးရမယ်။ကစားသမားကလည်းဟိုပြောင်းနေတယ်ဆိုတော့နော်ပြောင်းနေတယ်ဆိုတော့market လက်စားလက်လုံပါဘူးရှိတယ်ဆိုပြီးတော့ဖာပီစီအဲ့လိုတစ်ခါပဲဟိုကျွန်တော်ဒီ podcast ပါသူ YouTube podcast မှာကျွန်တော်တစ်ခါနားထောင်လိုက်ရတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့လီဗာပူးကလည်းအခုဘယ်လိုပြောမလဲကျွန်တော်လီဗာပူးကလက်ရှိလိုနေတာကွင်းလယ်မှာတော့DM စစ်ပေါ့ဗျာအန်ကာမန်ပုံစံပေါ့အန်ကာမန်ပုံစံစစ်အခုလိုနေရဆိုတော့အဲ့နေရာကိုပဲအစားထိုးမလို့လားပေါ့နော်ကျွန်တော်တော့အဲ့လိုခံစားမိဘာလို့ကျွန်တော်ဒီဂျားထဲမှာတောက်လျှောက်အရင်ထွက်နေတာကျွန်တော်ဒီ Crystal Palace အတန်ဝါတန်ပေါ့နော်တန်ဝါတန်ကိုများခေါ်လို့အဲ့လိုမကလည်းစားထွက်ကျင်တယ်ဆိုရင်ထွက်ကျင်တာဆိုတော့သူနောက်တဲ့အတင်းတင်းကိုကြောင်းနေတယ်ဆိုတော့သူရောင်းမှာပေါ့ဗျာတန်ကြီးရတယ်ဆိုတော့အဲ့လိုတင်းတော့ကျွန်တော်တွေ့ရတယ်ဘယ်လိုဒါမဲ့လည်းအပြောင်းရွှေ့တော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်အောင်ပေါ့နော်ဘယ်လိုဖြစ်လာအောင်လဲဆိုတော့မပြောနိုင်သေးဘူးဆိုတော့
ဟုတ်ကဲ့ဒါကတော့ကျွန်တော်လီဗာပူးနဲ့ပတ်သက်တဲ့သတင်းလေးပေါ့နော်လီဗာပူးနဲ့ပတ်သက်တဲ့သတင်းလေးကိုကျွန်တော်အခုပြောပြပါပြီဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုတော့ကျွန်တော် Attack on IV page ကို like and follow လေးလုပ်ပြီးလုပ်ပါပေးကြပါဦးဗျနောက်သတင်းတွေထပ်ပြီးတော့ update ဖြစ်တယ်ဆိုတော့ကျွန်တော်ဗီဒီယိုဖြစ်ဖြစ်စာနဲ့ဖြစ်ဖြစ်ကျွန်တော်ထပ်ပြီးတော့ update လုပ်ပေးပါမယ်ညီကိုရအားလုံးကျေးဇူးတင်ပါတယ်